အားလုံးမင်္ဂလာပါ2026ရဲ့မင်္ဂလာနေ့တစ်မှာ AAD Fashion Design School ကနေပြုလုပ်ပေးမယ့်အစီအစဉ်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။အဲ့ဒါကတော့ကျမတို့ AAD Fashion Design School မှာသင်တန်းအပ်မဲ့လူတွေကိုတလပိုင်း1ရက်နေ့ကနေပြီးတော့တလပိုင်း9ရက်နေ့အထိသင်တန်းအပ်မဲ့လူတွေကိုသင်တန်းကြီးရဲ့90%ရှော့ချပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။သင်တန်းသားဦးရေကကတ်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးလာရောက်အမှန်ကြဖို့ဖိတ်ခေါ်ပါတယ်။သင်တန်းကျောင်းစုံစမ်းခြင်းနဲ့ဆိုရင်တော့0976519701ကိုဖုန်းဆက်ပြီးတော့စုံစမ်းနိုင်ပါတယ်။သင်တန်းရဲ့ဒီနေရာကတော့ရန်ကုန်မြို့အမှတ်89ရေကျော်လမ်းမှာမြင်းကြီးတက်မင်္ဂလာတောင်ကျွန်းမြို့နယ်မှာတည်ရှိပါတယ်။အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့ကျမတို့Fiber number 0976519701မှာလည်းဆက်သွယ်နိုင်ပါတယ်။ဖုန်းကိုလည်းဆက်ပြီးတော့စုံစမ်းနိုင်ပါတယ်ရှင်။